တောက်ကြညာ6နိုင်မှာကံမဲ့မက်တဘရောနဲ့မိကိုပွဲဦးဒါကျွန်တော်တပွဲကောင်းပြောပြအောင်နော်အားလုံးပဲမင်္ဂလာပါကျွန်တော် FND 7 ပေးရနေပြန်လဲကြိုဆိုလိုက်ပါတယ်နော်အဲ့တော့မနေ့ကတော့ဒါကျွန်တော်စပိန်လိတူကဆိုစီတက်ပြီးနဲ့အီဘာပွဲမှာတော့ဒါကျွန်တော်9အောင်လို့ဒါကျွန်တော်ပြောခဲ့တာပေါ့နော်အဲ့တော့ဘရာသာတော့အားလုံး9အောင်နဲ့အဆင်ပြေခဲ့တယ်ပေါ့အဲ့တော့ဒီညတောက်ကြနေညနေ6နိုင်မှာကံမဲ့အင်္ဂလန်ချန်ပီယံရှစ်ကမက်တဘရောနဲ့မိကိုပွဲဦးဒါကျွန်တော်တပွဲကောင်းတိုးတက်ချက်လုပ်ပေးပါနော်အဲ့တော့ဒါကျွန်တော်တပွဲကောင်းမပြောခင်ကျွန်တော်ဒီ club ပွဲတွေစရင် VIP မီတာရဲ့ညကိုနော်ကျွန်တော်ဒီ VIP ပွဲတွေကိုဒါကျွန်တော်ဒီ fee တက်တူလာ channel ကနေဆက်သွယ်လို့ရလို့ဒါကျွန်တော်ဒီ Facebook page မှာတင်ထားတဲ့ Viber number နဲ့ဆက်သွယ်လို့ရတာပေါ့နော်အဲ့တော့ဒီကျွန်တော်ရဲ့ feature တွေကိုတော့ဒါကျွန်တော် comment အောက်မှာ link ချတာပေးတော့နော်အဲ့တော့ join နေတဲ့ညကိုလေး join တာပါအဲ့တော့ဒီညမှာကမ္ဘာဒီညနေ6နိုင်မှာကမ္ဘာအင်္ဂလန်ချန်ပီယံရှစ်ကမက်တဘရောနဲ့မိဖို့ပွဲမှာတော့ဒါကျွန်တော် AC မက်တဘရောကဒီဟို body ဈေး 1.50 နဲ့ goal ဈေးကတော့ 3.50 ဆိုတော့ဈေးတန်းမှုဖွင့်လင်းလာတာပေါ့နော်အဲ့တော့ဒီ AC မက်တဘရောချန်ပီယံရှစ်မှာအဆင့်2နေရာမှာရပ်တည်နေပြီးတော့မိဝအဲ့တဲ့မိဝကတော့ဒါကျွန်တော်ဒီအဆင့်4နေရာမှာရပ်တည်နေတဲ့အသင်းပေါ့နော်ဒါပေမဲ့ဒီနှစ်သင်းမှာတော့ဒါဟိုအမှတ်ကွာအကြ2မှတ်မရှိတော့ဒါကျွန်တော်မြင်တွေ့ရတာပေါ့အဲ့တော့ဒီနှစ်သင်းရဲ့ထိပ်တိုက်တွေ့ဆုံမှုဒါကျွန်တော်ချိန်ကန်ကြည့်မှဆိုဒီဟိုမိဝကွင်းမှာပထမကြော့တော့မက်တဘရောဒီ Z3 ဆိုတဲ့ရလာတဲ့ဂိုးပြအနိုင်ကဒါကျွန်တော်မြင်တွေ့ရတာပေါ့နော်အဲ့တော့ဒီညမှာတော့ဒီမက်တဘရောရဲ့ဒီ 1.50 body ဈေးတန်းကနည်းနည်းလေးဟိုဘယ်လိုပြောပြင်းတယ်လို့နည်းနည်းလေးဆိုလို့ရမယ်ကျွန်တော်မြင်အောင်တိတ်ပြီးသဘောမတူရအတွက်ကြောင့်ဒါကျွန်တော်ကိုဖောင်စီဘက်ကိုပဲလှည့်ပြီးချင်းကပ်ပေးပါမှာเนาะအဲ့တော့ဒါကျွန်တော်ကိုဖောင်စီတို့ဒါကျွန်တော်ချင်းကပ်ရင်ဒီခြေစွမ်းတော့အနေငယ်သုံးသပ်ဖို့တော့လိုတာပေါ့เนาะအဲ့တော့အေဆင်မက်တဘရောရဲ့ဒါကျွန်တော် international break မတိုင်ခင်နောက်ဆုံး3ပွဲမှာ3ပွဲလုံးနိုင်ပွဲပြောက်လာတဲ့အသင်းဖြစ်တာပေါ့เนาะဒီအဲ့ဒီမိဝရတယ်ဒါကျွန်တော်ဒီနောက်ဆုံး3ပွဲမှာတပွဲနိုင်ပြီးတော့ကျန်2ပွဲနိုင်ပွဲပြောက်လာတဲ့အသင်းပေါ့เนาะအဲ့တော့ဒီညမှာတော့ဒါဒီနှစ်သင်းမှာတတိထားပြီးတော့တခုကတော့ဒီနှစ်သင်းကကျွန်တော်ဒီဟိုပရီးမီးယားလိတိုက်ရိုက်နံပါတ်2နေရာတော့ဟိုအခွင့်အလမ်းဟိုပို့ပြီးရှိတဲ့နှစ်သင်းပေါ့နော်တိုက်ရိုက်တန်တဲ့ဘိုးကိုဒါပို့ပြီးအခွင့်အလမ်းများတဲ့နှစ်သင်းလို့ဒါကျွန်တော်ပြောလဲရပါတော့အဲ့တော့ဒီအချိန်တွေမှာတော့ဒါကျွန်တော်မြင်ရတော့ဒီအဲ့တဲ့မိဝကလည်းကျွန်တော်ဒီဟိုပထမကြောမှာကိုပြက်ဆုံးလာတဲ့ဆိုရင်ဒီညပွဲတော့သူ့အနေနဲ့မက်တဘရောမက်တဘရောအိမ်ဝင်းမှာလာပြီးချိန်နေမှာတော့ဒါကျွန်တော်မမြင်ဘူးပေါ့နော်သူ့အနေနဲ့ဒါဟိုအနိုင်ရစီဖို့ဒါဖွင့်ကံမလို့ဒါကျွန်တော်မြင်တာပါနော်ဘာကြောင့်လဲဆိုတော့ဒီအင်္ဂလန်ချန်ပီယံရှစ်ပွဲတွေကလည်းပြီးဖို့၄-၅ပွဲလောက်ပဲလိုတဲ့အနေထားမှာဒီလိုပွဲမျိုးကသူ့အနေနဲ့ချိန်ပြီးတော့မကန်ဘူးနော်ဒါအနိုင်ရစီဖို့တော့စူးစမ်းပြီးတော့ကံမလို့ကျွန်တော်မြင်တာပါနော်ဒီအဲ့တဲ့မက်တဘရောကလည်းသူ့အနေနဲ့ဒီညအိမ်ဝင်းမှာကန်ရမယ်အခွင့်အလမ်းရှိသူတို့ဒါကြောဒီဟိုပရီးမီးယားလိတိုက်ရိုက်နံပါတ်2နေရာအတွက်လည်းဒါဟိုအခွင့်အလမ်းပို့ရှိနေတာကြောင့်သူ့အနေနဲ့လည်းဒါနိုင်ဝဲပြောက်ဆုံးနေမှုအဆုံးသတ်ဖို့အတွက်ဒီညမှာတော့မိဝအတင်းအကောင်းဆုံးကန်လာဖို့ဟိုဖွင့်ကံမလို့ဒါကျွန်တော်မြင်တာပါတော့အဲ့တော့ဒီနှစ်သင်းမှာကကျွန်တော်မြင်ရတော့ဒီနှစ်သင်းကဒီဖောင်ပြပြီးကစားမှနှစ်သင်းဖြစ်လာရောဒီဂိုးတွေမြင်ရဖို့အတွက်ဟိုဂိုးတွေမြင်ရဖို့ရှိတယ်ဟိုဒါကျွန်တော်မြင်တာပါတော့အဲ့တော့ဒီညတောက်တာနေညအတွက်မက်တဘရောနဲ့မိဝပွဲမှာ9ပေါင်းစီ3.50မှာတော့ဒါကျွန်တော်ဒီနှစ်သင်းလုံးဖွင့်ကံမှတော့ဒါကျွန်တော်9ပေါပို့ပြီးသဘောကျတာပါတော့အဲ့တော့တောက်တာနေညအတွက်ဒါမက်တဘရောနဲ့မိဝပွဲမှာတော့ဒါကျွန်တော်ရဲ့ရွေးချယ်မှုက9ပေါဖြစ်သွားတာเนาะ brother အားလုံးအဆင်ပြေကြပါစေ